အားလုံးပဲမင်္ဂလာပါဓမ္မတုတ္တမျှဝေရခြင်းနဲ့ကနေပြန်လဲကြိုဆိုပါရယ်ဓမ္မတုတ္တမျှဝေရခြင်းနဲ့ဆိုလို့ရှိရင်ဓမ္မရေးရာအဖျားပြားတုတ္တရေးရာအဖျားပြားတွေကိုပုံမှန်မျှဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ဗုဒ္ဓဘာသာဆိုင်ရာဘာသာရေးမရှင်းလင်းတဲ့ပြဿနာတွေကိုမေးမြန်းလျှောက်ထားမှုတွေကိုဗုဒ္ဓဘာသာအရာမှာကျွမ်းကျင်တဲ့ဆရာတော်ဗဒ္ဒနာတီလောကသားရရဝေထွန်းကပြန်လဲဖြေမိတ်ထားတာတွေကိုမျှဝေသွားမှာပဲဖြစ်ပါတယ်အင်းစိန်မျိုးကမောင်ထွေးလင်းထွက်ကမေးလျှောက်လာပါတယ်တရဏဂုံဟူဒီမှာတဲ့နံပါတ်1မိကွန်းကတရဏဂုံဟူဒီမှာစိတ်နဲ့သက်ဆိုင်တယ်လို့ကြားဖို့ပါတယ်တဲ့နှုတ်ဖြင့်ရွတ်ဆိုခံယူမှုရပါသလားတဲ့မရွတ်ဆိုပဲတရဏဂုံခံယူနိုင်ပါသလားဖရာဆိုတဲ့မိကွန်းကိုဆရာတော်ကဒီလိုဖြေမိတ်ထားပါတယ်မြတ်စွာဘုရားနဲ့တရားတန်ခါတော့မှာမတုံမလုသက်ဝင်ယုံကြည်မှုမှာစိတ်နဲ့သက်ဆိုင်ပါတယ်သို့တော်တရဏဂုံကိုခံယူဆောက်တည်ရနိုင်မှုနှုတ်နဲ့ဆောက်တည်ရပါတယ်တရဏဂုံအစဒေဝစီကလို့ဆိုတဲ့တဗုဒ္ဓပလိကဂုံသေးညီနောင်တို့မှစပြီးတော့မြတ်စွာဘုရားအထံမှာနှုတ်မြတ်ဆောက်တည်ရပါတယ်အင်္ဂုလိမာလာစတဲ့လူချမ်းကြီးတို့သည်မြတ်စွာဘုရားအားကိုးကွယ်ရာဟု၍စီကပ်ပါ၏ဖျားစသည်ဖြင့်နှုတ်မြတ်ဝန်ခံခြင်းဖြင့်ဘုရားတပည့်သားအဖြစ်ဝင်ရောက်ခဲ့ပါတယ်အဲ့ဒီလိုနှုတ်မြတ်ဝန်ခံခြင်းမရှိခဲ့လျင်စိတ်ထဲကကြီးညိုတော်လဲဘုရားတပည့်သားအဖြစ်အတိမတ်ပြုခြင်းခံရမည်မဟုတ်ပါဘူးဒါကြောင့်နှုတ်ဖြင့်ခံယူ၍စိတ်ဖြင့်သက်ဝင်ယုံကြည်ရပါမယ်လို့ဖြေမိန့်ထားပါတယ်နောက်နံပါတ်2မေကွန်းကတော့ဘာသာရေးခန္ဓာများမှာကြော့ပွဲများကိုအဘဲကြောင့်ငပြောတို့နဲ့ပြင်ရပါသလဲတဲ့တခြားအသီးနှံကိုအဘဲကြောင့်မသုံးပါသလဲတဲ့အုံးဒီမှာကြွမြီးမပါမနေရငပြောသုံးပြီးနဲ့အမျိုးအစားစသည်များကိုတိလို့ပါတယ်ဖျားလို့မေးမြန်းလျှောက်ထားတဲ့မေကွန်းကိုဆရာတော်ကဒီလိုဖြေမိတ်ထားပါတယ်ကြော့ပွဲများမှာတဲ့အုံးငပြောတွေနဲ့ပြင်ရတာကတဲ့သူတို့ကဌာနမရွေးနေရမရွေးယာသည်မရွေးအလွယ်တကူရနိုင်၍ဖြစ်ပါတယ်တဲ့တခြားအသီးနှံတို့ကတော့ဌာနနေရယာသည်လိုက်တာရနိုင်ပါတယ်အဲ့ဒီအသီးနှံတို့ဖြစ်နေကြော့ဝဲပြင်နိုင်ပါတယ်သို့တော့ကြော့ဝဲဟူ၍တင်ကြီးတဲ့ဖြစ်ရအုံငပြောကိုသာသုံးကြဟန်တူပါတယ်တဲ့ကြွမြီးပါမီဆိုဒီကနတ်ပွဲများရင်သာချွင်းချက်မရှိအောင်ပြုကြပါတယ်အဲ့နတ်ပွဲများတွေမှာငပြောဖိဆိုင်ထည့်ရပြီးတော့ရတနာ3ပါးဆိုင်ရာ၌3ပြီးထည့်လိပြုပါတယ်ရခိုင်ငပြောသည်ကိုအထင်များခြင်းမှာ၎င်းကပို၍ရလေသဖြင့်ဖြစ်ဟန်တူပါတယ်လို့ဖြေကြတော်မူထားပါတယ်နောက်နံပါတ်3မိခွန်းကတော့ရဟန်းတော်များကြွလာမဲ့လမ်းမှာအမျိုးသမီးများဆပင်ဖြန့်ခဲ၍မကြိုဆိုအပ်လို့ဆိုခြင်းမှာအဘဲကြောင့်မှနီးတဲ့ဖြေဆိုတော်မူပါဗျာတဲ့လျှောက်ထားလာချက်ကိုဆရာတော်ကဒီလိုဖြေမိန့်ထားပါတယ်ရဟန်းတော်များမှာအမျိုးသမီးတို့ရဲ့ဆပင်ကိုထိမိရင်တာယာမိလျင်ပါရာဇိကအောက်ဒုတိယအကြီးဆုံးဖြစ်တဲ့တန်ဃာဒိတိအာဘတ်တင်ပါတယ်ရဟန်းတော်များကြွလာလမ်းမှာအမျိုးသမီးများဆပင်ကိုဖြန့်ခင်းထားရင်ရဟန်းတော်များကမိမိခြေနဲ့မထိမိအောင်မနှင်းမိအောင်ရှောင်ကွင်း၍သွားကြပါတယ်အထွတ်မြတ်ထားတဲ့ဆပင်ကိုဖြန့်ခင်းလူရန်ကြိုဆိုသူအဖို့ကုသိုလ်ဖြစ်တော်လဲရဟန်းတော်များအာဘတ်တက်စရာဖြစ်၍ဒီလိုမကြိုဆိုသင့်လို့ဆိုခြင်းဖြစ်ပါတယ်လို့ဖြေမိတ်ထားပါတယ်နောက်မေးခွန်းတစ်ခုကတော့အလုံးကအရှင်ဇောတိကာကမေးလျှောက်ထားတာပါမကြီးစီကမဝါအစကငယ်3ခုကလို့ဆိုကြပါတယ်တဲ့အဲ့ဒီရဲ့အဓိပ္ပာယ်ကိုရှင်းပြ၍မကြီးစီကမဝါအစအကြောင်းဖြေကြားပေးတော်မူပါဗျာဆိုတဲ့မေးမြန်းလျှောက်ထားချက်ကိုဆရာတော်ကဒီလိုဖြေမိတ်ပါတယ်ကငယ်3ခုဟူသည်တက္ကရာ888ခုကိုဆိုလိုပါတယ်ဒီချိန်ကမြန်မာနိုင်ငံအင်းဝမှာတူဟန်ဘွားမင်းလုပ်ပြီးတော့ဗုဒ္ဓသာသနာတော်ကိုဖျက်ဆီးခဲ့ပါတယ်စီရီပထိုးများကိုတူးဖြိုဖျက်ဆီးပြီးတော့ဌာပနာတွေကိုယူတာစကိုင်းအင်းဝပတ်ဝန်းကျင်မှာတန်ဃာတော်360ကျော်တို့အားဆွန့်စားပင့်ဆောင်ပြီးလိမ့်လေကတပ်ဖြတ်တာဗုဒ္ဓပိဋကတ်တော်များကိုမိရှုဖျက်ဆီးခြင်းတွေပြုလုပ်ခဲ့ပူပါတယ်ဒီခါတန်ဃာတော်တို့ကကမ္မဝါစာပြောင်းလင်သာသနာပြက်လိမ့်မည်ဆိုလေကမ္မဝါစာများကိုဗုဒ္ဓပိဋကတ်စာပေအနေနဲ့မဖြက်စီးနိုင်ရန်ဒီတူဟန်ဘွားတို့သုံးသောစာနဲ့တူရောင်မကြီးစီပုံသဏ္ဍာန်မျိုးနဲ့ရေးသားထားကြောင်းပြောဆိုကြပါတယ်ဒီစကားအရာပင်မကြီးစီကမ္မဝါအစကငယ်3ခုကလို့စကားဖြစ်လာဟန်တူပါတယ်
သို့တော်လည်းမှန်မှာဘူးကမ္မဝါစာဟာသာသနာတော်သုံးစာဖြစ်ပြီးတော့မြန်မာနိုင်ငံတော်ကိုဗုဒ္ဓသာသနာစတင်ထွန်းလင်းစေတဲ့ပကံခေတ်အနောယထာမင်းတရားလက်ထက်ရှင်အရဟံပကံမျိုးသာသနာတော်ကိုစတင်ပြုစုစဉ်ကပင်ရှိခဲ့ပါတယ်။အဲ့ဒီခါကမြန်မာအခရာတော်မှာအများအားဖြင့်4000ပုံသဏ္ဍာန်များဖြစ်ခဲ့ပါတယ်။ဒီခေတ်ကအဲ့ခေတ်ကကြောက်စာမင်းစာနိုင်ရစာများကို4000ပုံသဏ္ဍာန်များဖြင့်တွေ့နိုင်ပါတယ်။ကြောက်မှာထွန်းထားတဲ့စာဖျားနိုင်ရများမှာစုတ်တန်နဲ့ရေးသားထားတဲ့စာများမှာ4000ပုံများဖြစ်မကြီးစီနဲ့တူသဖြင့်မကြီးစီအခရာလို့ခေါ်ပါတယ်။ဝလေသာယူပြားတွင်ဖြစ်စေကြေးပြားစင်စွယ်ပြားနဲ့ပေတို့တွင်ဖြစ်စေစုတ်တန်နဲ့ရေးတဲ့ကမ္မဝါစာအခရာမှတစ္ဆေးစလုံးထူသဖြင့်ပုံမွေ၍ပဲမကြီးစီပုံနဲ့တူပါတယ်။ရှေးပကံကြောက်စာမင်းစာနိုင်ရန်စာများနဲ့ယခုရှိနေတဲ့မကြီးစီကမ္မဝါစာတို့ကိုရှင်ကြည့်ကအခြေခံတူညီလျက်ရှိကြောင်းတွေ့ရပါလိမ့်မယ်။မြန်မာအခရာများမှာအင်းဝခေတ်နောက်ပိုင်းနဲ့ကုန်းမောင်ခေတ်တို့မှာစလုံးဝိုင်းများခေတ်စားလာတော့လဲရှေးဟောင်းကိုမျက်နှာတော်မူကြတဲ့ဆရာတော်တန်ဃာတော်များကကြောက်စာမင်းစာနိုင်ရန်စာခေတ်ကစလုံးပုံအတိုင်းဝတ်လဲကမ္မဝါစာကြေးစင်စွဲကမ္မဝါစာတို့ကိုဆွဲမြစ်စွာအသုံးပြုတော်မူခဲ့ခြင်းဖြင့်ဒီခေတ်မှာမကြီးစီကမ္မဝါစာများထင်ရှား၍နေခြင်းဖြစ်ကြောင်းမှတ်သားတော်မူစေချင်ပါတယ်လို့ဖြေမိန်တော်မူထားပါတယ်